ဒီဘိုင်းမှာတော့အကြီးကဲဝန်ပေါ်ရှင်ကအကြောင်းရင်းမရှိပဲသူတို့ရဲ့ဂိုင်းအကာအကွယ်ကိုဖျက်ဆီးတာကြောင့်တေချာမရှင်းပြနိုင်ရင်ဒီနေရာမှာပဲနေရမယ်လို့ပြောနေပါတယ်။ဝါလင်ကတော့တားမြက်လန်ကိုသုံးရင်စက်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကိုတွန်းလှန်နိုင်လိမ့်မယ်လို့တွေးနေပါတယ်။ဒါပေမဲ့တားမြက်လန်ကိုသုံးလိုက်ပြန်ရင်လည်းနောက်ကျရင်တယောက်ယောက်ကတားမြက်လန်ကိုမြင်သွားရင်သူမှန်းသိသွားပြီးတော့ဘေးရန်တွေကြောက်ရောက်လာနိုင်ပါတယ်။အဲဒါကြောင့်ဝါလင်ကဒါတလက်ကိုထုတ်လိုက်ပြီးကျုံကူလို့ခေါ်တဲ့တားရဲကိုထုတ်ခါစတင်တိုက်ခိုက်ပါတယ်။ဝန်ပေါ်ရှင်ကလည်းသူ့ရဲ့တားရဲကိုထုတ်ပြီးတော့ပြန်တိုက်ခိုက်ပါတယ်။ဝန်ပေါ်ရှင်ကသူ့ရဲ့သားရဲကိုနှကောင်ခွဲပြီးတိုက်တော့ဝန်လင်ရဲ့သားရဲကမရှင်းနိုင်ပဲပျက်စီးသွားပါတယ်။ဝန်ပေါ်ရှင်ရဲ့သားရဲနှကောင်ကဝန်လင်ကိုတတ်တော့မဲ့အချိန်ရွှေချက်စီကလျှက်တစ်ပြက်ယူလျားခြင်းအတက်နဲ့အချိန်ကိုရပ်ပစ်လိုက်ပါတယ်။စက်ဝဉ္ဉ္ပြောင်းခြင်းအဆင့်ကျင့်ကြံသူတွေရဲ့အတွေးပုံမှာနတ်တကိုးရှိတာမို့ကောင်းကောင်းခံစားကြည့်လိုက်လို့ရွှေချက်စီကဝန်လင်ကိုပြောရတယ်။ဝန်ပေါ်ရှင်ရဲ့အတွေးပုံတွေကိုဝန်လင်ရောက်သွားတော့ဒေါသထွက်နေတဲ့လူအုပ်ကြီးကစတင်တိုက်ခိုက်ပါတယ်။ဝန်ပေါ်ရှင်ရဲ့အတွေးပုံကခန်းစားချက်မဲ့ခြင်းအတွေးပုံဖြစ်ပါတယ်။ခန်းစားချက်မဲ့ခြင်းအတွေးပုံအောက်မှာဝန်လင်ကဝန်ပေါ်ရှင်ရဲ့ထိန်ချုံမှုအောက်ကိုရောက်သွားပေမဲ့ရချက်စီကကဲတင်လိုက်ပါတယ်။ခန်းစားချက်မဲ့ခြင်းအတွေးပုံဆိုတာပျော်ရွှင်ခြင်းနဲ့ဒေါသထွက်ခြင်းကိုစွန့်လို့အချစ်နဲ့အမုန်းကိုဝေးဝေးနေပြီးတော့အရာအလုံးကိုနားလည်အောင်ကြိုးစားပြီးမှအရာအလုံးကိုစွန့်လွတ်ရတဲ့အတွေးပုံဖြစ်ပါတယ်။ဝန်ပေါ်ရှင်ကခန်းစားချက်မဲ့ခြင်းကိုအဆုံးစွန်ထိရောက်အောင်သွားပြီးတော့ခန်းစားချက်မဲ့ခြင်းကတဆင့်စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကိုရောက်ခဲ့တာဖြစ်ပါတယ်။ဝန်လင်ကဝန်ပေါ်ရှင်ရဲ့အတွေးပုံကိုခန်းစားပြီးနောက်အတွေးပုံကပါလဲဆိုတာကိုနားလည်တော့ပါတယ်။ဝန်ပေါ်ရှင်ကရွန်ချက်စီဒီကိုလာခဲ့တာကသူတစ်ပည့်ဝန်လင်ကိုစိတ်ဝိညာဉ်ပြောင်းလဲဖို့အတွက်အတွေးပုံကိုနားလည်စေခြင်းလို့မှတ်လာလို့မေးပါတယ်။ရွန်ချက်စီကတော့ပြန်မဖြေပဲနောက်ထပ်အကြီးကဲတယောက်ဖြစ်တဲ့ရှီချီကိုရှေ့ကိုထွက်လာဖို့ခေါ်လိုက်ပါတယ်။အကြီးကဲရှီချီကသူတို့ရဲ့ဂိုင်းကလက်ညှိုးထိုးပြီးခိုင်းရင်နိုင်ခိုင်းလို့ရတဲ့ဂိုင်းမျိုးမဟုတ်ဘူးလို့ပြန်ပြောပါတယ်။ပိုင်ရင်ဂိုင်းရဲ့အကြီးကဲတွေကပိကက်ကက်လုံနေတာကြောင့်ရွန်ချက်စီကသူသိမ်းထားတဲ့ပိုင်ရင်ဂိုင်းရဲ့ဘိုးဘေးအမိန့်များကိုထုတ်ပြလိုက်ပါတယ်။အမိန့်များကိုမြင်တာနဲ့အားလုံးကအယိုသေးပေးလိုက်ကြပြီးရွန်ချက်စီမှာအမိန့်များရှိတာမို့သူပြောတဲ့အတိုင်းလုပ်ပါမယ်လို့ပြောနေကြပါတယ်။ရှီချီကရှေ့ကိုထွက်လာပြီးဝန်လင်မှာဆရာကောင်းရထားကြောင်းနဲ့သူစိတ်ဝိညာဉ်ပြောင်းလဲတော့ကသာဆရာကောင်းရှိရင်အချိန်အများကြီးကြာခဲ့မှာမဟုတ်ဘူးလို့ပြောနေပါတယ်။အဲ့ဒီနောက်ရှီချီကသူ့ရဲ့တွေးပုံကိုဝန်လင်ကိုပြသလိုက်ပါတယ်။ရှီချီရဲ့ပြင်းရည်ခြင်းတွေးပုံတွေကိုရောက်သွားတာနဲ့ဝန်လင်ကအိတ်ရှင်စိတ်တွေထိမရတော့ပါဘူး။အဲ့ဒီချိန်မှာပဲလီမူဝါပုံစံပေါ်ရေးရောင်ပေါ်လာပြီးတော့ဝန်လင်ကိုအိတ်ခိုင်းနေပါတယ်။ဝန်လင်ကိုယ်တိုင်လည်းဘာလို့ရမှန်းမသိပဲရှီချီရဲ့တွေးပုံတွေမှာနေမျောနေပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဝန်လင်စူးစောင်းထားတဲ့မကောင်းဆိုးဝါးစွမ်းရင်ပတိစေးတွေထွက်လာတာကြောင့်ဝန်လင်ကအတွေးပုံတွေကနေရုံထွက်နိုင်သွားပါတယ်။မကောင်းဆိုးဝါးစွမ်းရင်ပတိစေးကြောင့်တာမဟုတ်ရင်ဝန်လင်ကရှီချီရဲ့အတွေးပုံတွေမှာလမ်းပြောက်သွားနိုင်ပါတယ်။ရှီချီကလည်းသူ့ရဲ့အတွေးပုံကိုတွန်းလှန်နိုင်တဲ့သတိထားပြောင်းလဲခြင်းအဆင့်ကျင့်သူကတွေးရခဲ့တယ်ဆိုပြီးတော့ချီးကျူးနေပါတယ်။အဲ့ဒီနောက်ရွှေချက်စီကနောက်ထပ်အကြီးကဲတဦးဖြစ်တဲ့ချင်းစုံကိုခေါ်လိုက်ပါတယ်။ချင်းစုံရဲ့အတွေးပုံကစိတ်ဝင်စားဖို့ကောင်းတာမို့သူ့တစ်ပည့်ကိုခန်းစားကြည့်ခိုင်းပြီးရတဲ့ထွက်သွားမယ်လို့ရွှေချက်စီကပြောပါတယ်။ချင်းစုံကတော့သူ့ရဲ့အတွေးပုံကိုဝန်လင်ခံနိုင်မှာမဟုတ်ဘူးလို့ပြောနေပါတယ်။ရွှေချက်စီကလည်းသူသာရှိနေလို့ရှိရင်ပိုင်ရင်ကိုင်းရဲ့ဘဝေးတွေလာရင်တောင်တောက်ခံနိုင်စွမ်းရှိတယ်လို့ပြန်ပြောပါတယ်။ချင်းစုံကလည်းရှေ့ကိုထွက်လာပြီးတော့သူ့ရဲ့အတွေးပုံကိုပြသလိုက်ပါတယ်။ဝန်လင်ကချင်းစုံရဲ့အတွေးပုံမှာအချင်းတွေကကုံဆုံးနေပြီးဝိညာဉ်စွမ်းရင်ခန်းချောက်တာအယမ်းမြန်လာနေပါတယ်။ဝန်လင်ကအခုကမိုးကြိုးစားပေမဲ့လည်းမရပဲအိုမင်းလာကအတွေးပုံရဲ့ဝမ်းမြူခြင်းကိုစတင်ခံစားလာရပါတယ်။အဲ့ဒီနောက်ချင်းစုံကသူ့ရဲ့အတွေးပုံကိုပြန်သိမ်းလိုက်ပါတယ်။ချင်းစုံရဲ့အတွေးပုံကအချိန်ဖြစ်တာမို့အိုမင်းချင်းစင်ကိုသာရောက်ရင်ဒီအတွေးပုံကကောင်းကင်ကိုဆက်ကျင်နိုင်လိမ့်မယ်လို့ရွှန်ချက်စီကချီးကျူးပါတယ်။အဲ့ဒီနောက်ရွှန်ချက်စီကဘိုးဝင်းမိန်ပြားကိုပြန်ပေးလိုက်ပြီးတော့ဝန်လင်နဲ့အတူပြန်သွားပါတယ်။အိမ်ကိုပြန်ရောက်တော့ဘိုးဝင်းမိန်ပြားကပါလေလို့ဝန်လင်ကမေးပါတယ်။ရွှန်ချက်စီကတော့အမိန်ပြားအစိုးသက်သက်ပဲဖြစ်ပြီးသူ့စီမှာတခြားကိုင်းဘိုးဘွေတွေရဲ့အမိန်ပြားလည်းရှိရလို့ပြောကထုတ်ပြပါတယ်။ဝန်လင်ကလည်းရွှန်ချက်စီရဲ့တကူကကြီးမားလွန်ပြီးတွေးဖို့ခက်ခဲတဲ့အရာပါလို့ချီးကျူးပြန်ပါတယ်။ရွှန်ချက်စီကဝန်လင်ကိုသူ့ရဲ့ခမောက်ငါပေးခဲ့ပြီးစဝိညာဉ်ပြောင်းလဲဖို့အတွက်အတွေးပုံကိုနားလည်အောင်လုပ်ဖို့ပြောကထွက်သွားပါတယ်။ညရောက်တော့ဝန်လင်ကချင်းစိုးရဲ့ပုံသူပပူးရုပ်ကိုထွင်းကြည့်နေပေမဲ့ထွင်းလို့မရပဲပျက်စီးနေပါတယ်။အခြားအကြီးကဲနှစ်ယောက်ရဲ့အတွေးပုံကိုနားလည်ခဲ့ပေမဲ့ချင်းစိုးရဲ့အချိန်တွေးပုံကိုတော့ဝန်လင်ကလုံးဝနားမလည်ခဲ့ပါဘူး။ဝန်လင်ကချင်းဆုံးရဲ့ပုံသူပပူးရုံများစွာကိုထွင်းနေပေမဲ့လည်းအားလုံးကအဲ့ရထင်ကပျက်စီးနေသေးဖြစ်ပါတယ်။အချိန်16နှစ်ကြာသွားပြီးတဲ့နောက်ဝန်လင်လည်းအသက်ကြီးလာပြီးတော့တညိုကလည်းအရွယ်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ဝန်လင်ကအသက်ကြီးနေပြီဖြစ်တာမို့အရဲလျှော့တောက်ဖို့တောင်တညိုကသတိပေးနေရပြီဖြစ်ပါတယ်။ဒီလိုနဲ့အချိန်တွေကထက်ကုန်လာပြီးတညိုတောင်မင်္ဂလာဆောင်ကမိမရသွားပြီဖြစ်ပါတယ်။ဝန်လင်ကလည်းမြေရှင်နေစီကနေမြေတွေဝယ်ယူပြီးတော့ဆိုင်ကန်းတွေကိုစုဆောင်းနေပါတယ်။အဲ့ဒီနောက်အချိန်တွေကထက်ကုန်ဆုံးလာပြီးတညိုရဲ့မိမတောင်ကလေးမှုသွားပြီဖြစ်ပါတယ်။ဝန်လင်ကတော့ချင်းဆုံးရဲ့ပုံသူပပူးရုပ်တွေကိုနေ့စဉ်ရက်ဆက်ထွန်းတူနေစေဖြစ်ပါတယ်။ဝန်လင်ကဒီလမ်းကြားလေးထဲမှာပဲနှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးတော့လမ်းကြားတွေကဆိုင်ကအများစုကသူ့ရဲ့အပိုင်တောင်ဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့အချိန်တွေဘယ်လောက်ပဲကြာခဲ့ပါစေဘယ်လောက်ပဲကြိုးစားနေပါစေချင်းဆုံးရဲ့ပုံသူရုပ်ထုကတော့ပျက်စီးနေသေးဖြစ်ပါတယ်။တခဏအတွင်းနှစ်ပေါင်း20လောက်ကုန်ဆုံးခဲ့ပေမဲ့ဝန်လင်ကကောင်းကင်လမ်းစဉ်နဲ့သူရှာနေတဲ့တွေးပုံကပါလဲဆိုတာကိုအခုထိနားမလည်ခဲ့ပါဘူး။တညိုရဲ့ကလေးရှောင်းညိုတောင်ကြီးလာပြီဖြစ်ပြီးတော့ဝန်လင်ကိုအရက်ဖို့တတ်တဲ့အရွယ်ရောက်လာပြီဖြစ်ပါတယ်
တညိုကတော့ဝါလင်ကိုအရင်မတောက်ဖို့တားပြီးဝါလင်ကလည်းတန်ကုန်ဝဲတောက်မယ်လို့ပြောနေပါတယ်ဝါလင်ကတညိုရဲ့အဖေဘယ်လိုနေသေးလဲလို့မေးတော့ယောဂဟောင်းမဲ့ထပ်ဖြစ်တာပါလို့တညိုကပြန်ဖြေပါတယ်ဒီလိုနဲ့ညတညမှာရှီထောင်းကမြင်းစီပြီးအသေးအတန်ပြေးနေရကသူ့ရဲ့နောက်မှာပါရင်ကိုင်းရဲ့တပည့်ရီဖူကလဲလာနေပါတယ်ရှီထောင်းကဝါလင်ရဲ့အိမ်ရှိကိုရောက်တော့မြင်းမောင်ကနေခုန်ချပြီးတော့အကူညီတောင်းပါတယ်ဝါလင်ကဘာကိစ္စရှိလို့လဲလို့မေးတော့ရှီထောင်းကအိမ်ရှိဆန်မှာအနေရရှိနေပြီလို့ပြောကမိတ်လဲတော်ပါတယ်ရီဖူကဝါလင်ကိုမြင်တော့ရှီထောင်းရောဝါလင်ကိုပါတတ်ဖို့ကြိုးစားပါတယ်ဝါလင်တို့ကိုရီဖူကတတ်ဖို့လုပ်တော့ရှီလီကိုထွက်လာပြီးရီဖူရဲ့လော်ချနဆိုးကိုဖျက်ဆီးပြီးတော့ဝါမျိုးပစ်လိုက်ပါတယ်ရှီလီကိုကလိုက်တဲ့ရမလားလို့မေးတော့ဝါလင်ကသူလူသားဘဝပြောင်းနေတာကိုသူများတွေတတိထားမိမှဆိုတာကြောင့်မလိုက်ခိုင်းပဲရှီလီကိုပြန်သိမ်းလိုက်ပါတယ်ဝါလင်ကဘေးဆိုင်ကစားခြင်းကိုလူခေါ်ခိုင်းလိုက်ပြီးတော့ရှီထောင်းကိုအိမ်ထဲသွင်းခိုင်းလိုက်ပါတယ်ရှီထောင်းကသူမကင်ရင်သေးတော့မှမို့ဝါလင်ကကတင်ပေးထားလိုက်ပါတယ်မနေ့ရောက်တော့ရီဖူကသူ့ရဲ့ကိုင်းကိုဒဏ်ရာတွေနဲ့ပြန်လာပြီးတော့သူ့ရဲ့ဆရာကိုလာရှာပါတယ်အဲ့ဒီချိန်မှာပဲရီဖူရဲ့ဆရာရောက်လာပြီးတော့ဘလို့ဖြစ်ခဲ့တာလဲလို့မေးပါတယ်